ဘာတွေမင်းနေကြတာလို့မမရဲ့မိန်းကလေးပြီးမပြီးဘလို့ကျွန်တော်တို့အတိမာတယ်ကျွန်တော်တို့ဖြေပေးပါဦးကျွန်တော်တို့လည်းဘခုပြရရအောင်လို့မိန်းကလေးကိစ္စကိုမိန်းမလာမေးတယ်ဆိုတော့ငါအဲ့စကားကိုပြောလိုက်ရင်ငါ့ညီမတိုင်းငယ်လို့ရှိရမင်းသမီးလေးမင်းသမီးကိုမိန်းမလေးသူတို့ထမင်းနဲ့ငါလာပို့လိုက်မယ်ထမင်းအောက်ကအားလည်းလာပို့လိုက်မယ်ဒါပေမဲ့သိကျင်တယ်ဆိုရင်တော့ပြပြမယ်နော်မိန်းမတော်များစုကသူတို့စိတ်မှာပြီးမပြီးကိုတချို့မပေါ်လွင်ကြအောင်အရန်ပေါ့နော်ယောက်ျားရဲ့ထဲသူတို့ရအရန်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အရန်ကျွမ်းတယ်ဘာလို့လဲဆိုတော့ဘယ်ရိုးစီဖြစ်စေအားစီဖြစ်စေအဲ့ပြီးရဆိုတဲ့ဟာသူတို့မသိဘူးဒါပေမဲ့မိုင်းတိတိုင်းလာပေါ့နော်ဒီများနှစ်ယောက်တူတူလုပ်တဲ့အချိန်ကြရင်မိန်းမတယောက်ပြီးပြီဆိုရင်ဒီလိုခါအပကုံဖတ်လိုက်နေနော်ပြီးလို့ရှိရင်သူတို့ပြီးသွားပြီဆိုရင်စိတ်မရှိတော့အဲ့ဒါတို့မေးလိုက်မယ်သူတို့မပြီးသေးဘူးလားဟာကြာလိုက်တာအဲ့လိုမျိုးမေးတတ်တယ်သူကြလည်းခါကော့သွားတယ်အဲ့ဘောနော်ခါကော့သွားတယ်ဒါပေမဲ့ဒီယောက်ျားလည်းသိပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲယောက်ျားရအားကြောင်ဆောင်တာလားတကယ်ပဲမသိတာလားမသိဘူးနော်မိန်းမတွေပြီးလို့ရှိရင်အမှုရာကတော့သူအဲ့အရှိမထွက်ခင်မှာခါကော့တယ်အတပ်ပြင်းနေတာအကြောင်းပြောင်းနေနော်အကြောင်းပြောင်းနေပြီးလို့ရှိရင်ဒီကတော့သူတို့တစ်ချက်မျက်နှာမော့သွားပါတယ်အဲ့ဒါကတော့မိန်းမတွေပြီးသွားတယ်ဆိုတော့ပုံစံလေးပေါ့နော်ငါတော့ဆဲပါပဲမိန်းမကြီးကတော့မိန်းမကြီးတော်ကြည့်လိုက်ပါလို့နော်ဘာမှမမေးပါနဲ့တော့ live ပေါ်မှာပြောရတာလေအချက်တရားဣတိဩတပရဖြစ်နေပါပြီဒါပေမဲ့လည်းဝါသနာပါတော့ပြောပြလိုက်ပါပြီလို့နော်ဘာလို့မိန်းမကြီးပြီးလို့ရှိရင်သူတို့မျက်နှာလုံးဝပထမမျိုးသိမှာပါသူတို့ living together လုံးနေတဲ့ချိန်ကျမိန်းမမျက်နှာအကြောင်းတကူဖြစ်တယ်သူတို့ပြီးခဲ့တဲ့ချက်သူတို့မျက်နှာနည်းနည်းလေးအနီရောင်ပဲလို့နည်းနည်းမှောင်တယ်လို့ဖြစ်ပြီးသွားမှသူတို့ခါကော့မယ်အဲ့လိုပုံစံပေါ့နော်အဲ့လိုပုံစံကိုသူတို့နောက်ဆုံးလုပ်တယ်အဲ့ဒါသူတို့ပြီးဆုံးသွားပြီဆိုတဲ့အကြောင်းကိုပေါ်တွေ့လာပါဒါပေမဲ့မိန်းမတော်တော်များအဲ့ခန္ဓာချက်ကိုမသိပါဘူးလို့မသိရဲသူတို့ပြောမှမဟုတ်ပါဘူးလို့နော်ငါကတော့သူတို့ကိုယ်စားပေါ့နော်ညာတော့အားဖြင့်ဖြစ်တဲ့အရာလေးတွေကိုပြတာပေါ့ချက်ကောင်းထိပို့ပြီးတယ်သူတို့ဒီကသူတို့ချက်ကောင်းကိုသွားထိလိုက်ရှင်သူတို့ရဲ့ဒီအရာကပြီးရောက်တာညံတယ်ပေါ့ဒါပါပဲ拜拜မောင်တေချာဝင်အောင်ထိုးလေမောင်လေးထိုးနေရပဲလေမဝင်တာအရန်ကြက်နေတယ် Oh no အဲ့ဒါမောင်အစတွေကပြောနေတာစီစွတ်ပါလို့မောင်လေးဒီတိုင်းရလောက်မယ်ထင်လို့ထိုးကြည့်တာပေါ့မောင်ရဲ့ဒီတော့ကြာနေပြီလေ